ဒါအပိုင်းလေးဒီမှာခုနရှက်ကောနဲ့ချိန်ပြီးတော့လို့ရှိရင်ဒီဘက်ဟိုဘက်ကလိုပဲချိန်9ခါတက်မယ်1 2 3 4 5 6 9ခါတက်ပြီးတော့လို့ရှိရင်ဒီမှာဒီဒါရဲ့1 2 3 4ဒီပေါင်းများကိုထိုးမယ်ရှက်ကောနဲ့ချိန်မယ်1 2 3 4 5 6 ဒီပါလို့ရှိရင်ဒီမှာရ1 2 3 4ချက်ပေါ်နဲ့ချိန်မယ်1 2 3 4 5 6 ချက်ပေါ်နဲ့ချိန်မယ်1 2 3 4 5 6 ဒီမှာ1 2 3 4 1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100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 
1 2 3 4 5 6 7 1 2 3 4ပြီးခုနက1 2 3 4 5 6 7ဒီမှာ1 2 3 4ဒီပေါင်းများကိုဖြတ်ခေါ်နဲ့ချိန်ပြီးသွားလို့ရှိရင်ခုနလိုပဲဒီဘက်မှာလည်း33ကရှက်ကော်ထိုးမယ်နော်ဒီ2 3 4 5 6 7 ดูดีอย่างไหมนะเสร็จดีเส้นนี้โตสีสมาช้าสักหอสักชีสักหูนะเสร็จดี